ဒီနေ့ငါပြောနေတယ်လို့ခံစားရတယ်ဘာဖြစ်တာပါလဲဒီနေ့ကတကြံမဲငါတကယ်ချင်းစီကိုဖုန်းဆက်လိုက်ပါအောင်မယ်ဝါရောင်လေးကဘယ်သူလဲဖုန်းလာနေရပဲဟယ်လိုအေးတကယ်ချင်းပြောလေဘာပြောမလို့လဲတကယ်ချင်းဒီနေ့ကတကြံဆိုတော့ငါတို့တွေဘယ်သွားကြမလဲနင့်မရောစီစဉ်ထားရရှိလားငါစဉ်းစားထားရတော့ဒီနေ့ကအကြုံလေးဆိုတော့ငါတို့ရက်ွက်တကြံလေးပဲလဲမလားလို့အေးကောင်းသားပဲအဲ့ဆိုရင်ငါတို့ဒီနေ့အကြုံနေ့မှာရက်ွက်တကြံလေးပဲလဲမယ်လေမနေ့ပြန်ကြမှာငါတို့ကောင်းလေးခေါ်ပြီးတော့မန်တက်တွေမှာရှောက်လဲကြမယ်လေအေးနင်းသမားလေအဲ့ဆိုခဏနေတွေ့မယ်နော်တကယ်ချင်းဟဲ့အကြုံနေ့မနေ့ဆောင်းပဲရှိသေးရေတွေပတ်နေကြပြီရောနင်းကလေရေပတ်ကန်ထွက်လာပါရဲ့ဆိုနေမှာရေဆိုမှအဆင်ပြေမှာပေါ့ဟဲ့ဒီရက်ွက်တွေကတော်တော်စီရယ်နော်အေးနော်ဟုတ်တယ်ရေပတ်နေကြတာအများကြီးပဲနင်ငါ့ကိုပတ်တယ်ပေါ့နင်ကလည်းငါပြင်မဲ့မယ်မနေ့ပြန်ကြရင်ငါတို့ကမန်တက်တွေမှာရှောက်လဲမှာဆိုတော့ငါတို့ကောင်လေးတွေကိုခေါ်ပြီးတော့ကဲမယ်လေအေးငါလည်းငါကောင်လေးကိုခေါ်လိုက်မယ်ဒါကြီးမင်းကောင်မလေးကမရောက်သေးဘူးလားကွာဖုန်းလေးပါလေးဆက်ကြည့်ပါဦးအေးငါဆက်လိုက်မယ်ဟယ်လိုဘေဘီဘယ်နားမှာလဲဘယ်ရောက်ပြီလဲဟယ်လိုကိုကိုဘေဘီတို့ကမန်လေးကျုံးရှိမှာကိုကိုတို့ကဘယ်နားမှာလဲဟယ်လိုမောင်လေးမင်္ဂလာပါမောင်လေးဟုတ်ပြီအဲ့ဆိုတဲတို့အဲ့ကိုလာခဲ့လိုက်မယ်ကိုကိုအဲ့မှာပဲစောင့်နေလိုက်နော်ဝီငါတို့ဟိုမှာတက်ပြီးရေပတ်ကြမယ်လားဘသူရေရောက်မလဲကျောင်းနဲ့ခါတာရေတွေကိုပတ်ချမ်းဆိုပါသေးရှင်မအေးတန်ရတော့ခွေနဲ့ကိုရီကမိုက်တဲ့ခါတည်းကပြောစရာ hey အဖြူကတမျိုးနေကတမျိုးရေဆိုကိုရီလာတော့ဒီမတ်ကလာဆိုဘလို့မြရွေရမှာတော့အပြာရောင်လေးအဝါရောင်လေးကိုစီတိုင်းဆိုင်ဒီလိုလာတော့နေဒီမတ်ကလာဆိုဘသူလဲပြောကြပါအဆက်သိန်းတော့မလို့ပါစိုးနေမှာဘလို့ဖြစ်တော့ဆိုင်းပုတ်ကြီးကကားပါဦးပါလာတော့လို့ကားကြီးကလည်းနောက်ပြန်ကြီးမောင်းနေသလိုပဲ Come on Come on မြည်တိတော့ကိုမယုံဘူး